လူဖီကကိုဘီလိုကြောက်တဲ့သူတွေကိုသဘောမကျကြောင်းပြောလာပါတယ်ကိုဘီကတော့လူဖီလိုစီပိုင်းနဲ့ဝင်ပြီးမှထွက်ပြေးဖို့တတိရှိခဲ့မယ်ဆိုသူလှုပ်ချင်တာတခုရှိကြောင်းပြောခဲ့ပါတယ်လူဖီကလည်းသူ့ရဲ့အိမ်မက်ကပင်လယ်သားပြဖရင်တယောက်ဖြစ်လာဖို့ပဲလို့ပြောလာပါတယ်အရန်ကိုအံ့အားသင့်သွားတဲ့ကိုဘီကပင်လယ်သားပြဆိုရင်အခြားဖွဲ့သားတွေရောဘယ်မှာလဲလို့မေးလာပါတယ်ပင်လယ်သားပြဖရင်ဖြစ်လာဖို့ဆိုပင်လယ်သားပြဖရင်ကြီးကိုးတော်ချထားခဲ့တဲ့ One Piece ရတနာကိုရှာရမှာဖြစ်ပြီးတော့ One Piece ကိုတစ်ကမ္ဘာလုံးကပင်လယ်သားပြတွေလည်းရှာနေကြတာပါဒါပေမဲ့လူဖီကတော့ဖြစ်နိုင်မဖြစ်နိုင်တာတွေကိုဘီးမဆိုင်ခဲနဲ့သူ့ရဲ့အိမ်မက်အကောင့်ထဲပေါ်လာဖို့ DDT တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းပြောလိုက်ပါတယ်ဒီစကားတွေကိုကြားလိုက်ရတဲ့ကိုဘီကသူ့မှာလည်းအိမ်မက်တစ်ခုရှိပြီးရေတက်ထဲဝင်ကပင်လယ်သားပြတွေကိုဖမ်းကျင်တာဖြစ်ကြောင်းပြောလာပါတယ်ဒီလိုစကားတွေကောင်းနေကြတော့မှပဲတခင်မကြီး Elvida ရောက်လာပါတော့တယ်ပင်လယ်သားပြတွေကလူဖီကိုဝိုင်းထားလိုက်ကြပြီးတော့ Elvida ကကိုဘီကိုပင်လယ်ပြင်မှာဘသူအလှဆုံးလဲလို့ထမ်းမိလိုက်ပါတယ်ဘာမှမသိတဲ့လူဖီကတော့ဒီရုပ်ဆိုးဆိုးဖက်တီမကြီးကဘသူလဲလို့ပြောလိုက်ချိန်မှာတော့ကိုဘီရောပင်လယ်သားပြတွေပါထိလက်ကုန်ကြပါတယ်ဒေါသထွက်သွားတဲ့ Elvida လည်းလူဖီကိုစတင်တက်ခဲ့ပါတော့တယ်ပင်လယ်သားပြတွေကလည်းလူဖီကိုဝိုင်းတက်ခဲ့လာကြတာကြောင့်မို့လို့လူဖီတယောက်ကတော့သူ့ရဲ့ရောဘအစွမ်းကိုစတင်အသုံးပြုရမှာပြီအားလုံးကလည်းအံ့အားသင့်သွားကြပြီးတော့လူဖီကတော့သူဟာရောဘာလူသားပဲလို့ပြန်ပြောလိုက်ပါတယ် Elvida ကနတ်ဆိုတီအစွမ်းကြောင့်ဆိုတာကိုအေးမိနေခဲ့ပြီးလူဖီကလည်းသူဟာကိုမူလိုမီဆိုတဲ့ရောဘာတီးကိုစားထားကြောင်းပြန်ပြောလာပါတယ်နတ်ဆိုတီတွေဟာယုံနှံပုံမြင်တစ်ခုလိုဖြစ်နေခဲ့ပြီးတကယ်ရှိမှန်ဘယ်သူမှမသိခဲ့ကြပါဘူး Elvida ကလူဖီကိုပင်လယ်သားပြမှုဆိုတယောက်လိုထင်နေပေမဲ့လူဖီကတော့သူ့လည်းပင်လယ်သားပြပဲလို့ပြန်ဖြေလိုက်ပါတယ်အချိန်ထဲမှာပဲကိုကြောင်ကိုဝက်ကောင်မလေးကတော့ပင်လယ်သားပြတွေရဲ့ရတနာတွေကိုခိုးထုတ်မိခဲ့ပါပြီကိုဘီကလူဖီပြောခဲ့တဲ့ကိုအိမ်မက်ကိုကိုရိုင်းကောင်ထဲပေါ်ထူးဆေးရမယ်ဆိုတဲ့အားပေးစကားတွေကိုပြန်ကြားရောက်လာပါတယ်ဒါကြောင့်မို့ပဲ Elvida ကိုပင်လယ်ပြင်မှာရုပ်ဆိုးဆိုးဖက်တီမကြီးလို့အော်ပြောလိုက်ပြီးရေတက်သားလောက်ကပင်လယ်သားပြတွေကိုလိုက်ခန်းတော့မယ်လို့ပြောချလိုက်ပါတော့တယ်အစိတ်တောက်တိုးနေပြီဖြစ်တဲ့ Elvida ကပြဿနာကောင်လူဖီကိုလက်ဆွဲတော့တံပတုံးနဲ့ဆော်ရိုက်ပါတယ်ဒါပေမဲ့လည်းရောဘာလူသားဖြစ်နေတဲ့လူဖီကတော့ဘာမှမဖြစ်လာဘဲနဲ့ရောဘာတစ်စတိုကွက်နဲ့ထိုးချလိုက်တဲ့အချိန်မှာတော့ Elvida တယောက်အဝေးကိုလွတ်ထွက်သွားပါတော့တယ်လူဖီကခေါင်းဆောင်ကျသွားလို့ကြောက်လန့်နေတဲ့ပင်လယ်သားပြတွေကိုလေတစည်းတောင်းကရေတက်ထဲဝင်ကျင်နေတဲ့ကိုဘီစီကိုပေးခိုင်းပါတယ်ဒီအချိန်မှာပဲပင်လယ်သားပြတမောနာကိုရေတက်တမောတစီရောက်လာတဲ့ခါမှာတော့လူဖီကထွက်ပြေးဖို့လုပ်ပါတော့တယ်တယောက်တည်းဆိုရင်အဖမ်းခံရမှာကြောက်တဲ့ကိုဘီလည်းလူဖီနဲ့ပဲလိုက်ပါလာခဲ့ပါတယ်ခိုးကြောင်ခိုးဝက်ကောင်မလေးကတော့ရတနာတွေခိုးယူပြီးပြီမို့လို့ထွက်ပြေးဖို့လုပ်နေပါပြီသူတို့ထွက်ပြေးလာကြပြီးမှတော့ကိုဘီက One Piece ကိုသာရှာမယ်ဆိုရင် Grand Line ဆိုတဲ့နေရာကိုထပ်သွားကြရမယ်လို့ပြောလာပါတယ် Grand Line ဆိုတာကပင်လယ်ပြင်ရဲ့တင်ကြိုင်းဖြစ်တာကြောင့်လူဖီလည်းဒါကြောင့်အဖွဲ့ဝင်တွေဆက်ရှာရမယ်လို့ဆိုပါတယ် Elvida ပြောခဲ့တဲ့ပင်လယ်သားပြမှုဆိုဖြစ်သူဆိုလိုကိုအဖွဲ့ထဲခေါ်ချင်ပေမဲ့ကိုဘီရဲ့ပြောစကားအရဆိုလိုဟာလက်ရှိမှာရေတက်စခန်းတစ်ခုမှာအဖမ်းခံနေရတာပါဒီလိုနဲ့ပဲသူတို့တငယ်ချင်းနှစ်ဦးဟာပင်လယ်ပြင်ပေါ်ကိုရွတ်လွင်ရင်းနဲ့ဆက်လက်ထွက်ခွာလာခဲ့ကြပါတော့တယ်ဒါကတော့ One Piece ရဲ့အပိုင်းတစ်ဖြစ်ပြီးတော့အပိုင်းနှစ်ကိုကျွန်တော်ဆက်တင်ပေးသွားပါမယ်